ဒီလားအဲ့တော့တကောင်တော့အရင်တော့ကြော်ရမယ်နော်သူဆူနာမီစလမ်ပေးဖြတ်နေတာ Fella air strike အားလဲနော် Titan strike ကိုတော့ back ဖို့ပဲပြန်သုံးလိုက်တယ်ဟီဂျူမီနောက်တော့ပြေးကန်နေလိုက်ခေါင်းတွေပါဖြတ်ခောက် David Duman လေးနဲ့တော့ပြန်ထိန်းနိုင်မှာလက်ပု Breeder Fight တကယ်မင်းသားရောက်လာပြီးနော် Tsunami Slam လေးနဲ့ပြန်တော့ထိန်းနိုင်မှာ Edward ကိုတော့အလောက်နဲ့ရက်တန်းလို့မရဘူးနောက်ဆုံးမှာ Nino တကောင်မှာ Edward လက်ချက်နဲ့ပြတ်သွားနေပဲလော်လီကတော့4ယောက်5ယောက်အားနဲ့တော့ AC လုံးလို့ရသွားပြီလို့ထင်တယ်နောက်မှလည်း Hijumi what ဘာဝင်လို့တာလဲဘာဝင်လို့တာလဲ Oh my god Oh my god bro Damn bro တော့သူဘက်ဟုတ်လေ YU ကိုပိုင်းမယ်ဆိုရင်တော့မတိမန်းတော့ဒီကောင်နားလေတင်တာဆရာသမားကဲ second law တွေပါမဟုတ်ပေးရတာတော့ပေးရမှာပဲဆိုပေမဲ့သူက Hiroki အပူသွားပေးလိုက်တော့သိရမလားဟိုက3ယောက်5ယောက်နဲ့အခက်မသိလို့ချင်းအလေကပါတစ်ခါလေးတန်းတက်သွားနိုင်တယ် Damn bro Oh my god bro Yasuki တိုင်းနော်ဒီအမိုင်းကတော့တိုင်းဒီကောင်လုံးလေးလုံးထားသိမရှိပါဘူးရှေ့ပိုင်းနေမှာဘလို့ဖြစ်သွားလဲ ဟုတ်တယ်ကောင် final ကြီးမှာလာချုပ်နေလားမသိဘူး Edward အဲ့လိုချုပ်လို့မရဘူးနော်အဲ့လိုချုပ်လို့မရဘူး ခေါင်းနေတော့အဲ့တခေါင်းနေတော့ တကောင်နဲ့ဆိုမဲ့ဘေးကဘက်ကတွေအများကြီးပဲ Tsunami Slam ကိုင်းပေါ့ဖြတ်ပြက်တယ်ဟာနော်အဲ့တော့ Immortal ကောက်ဝဲဝိုင်းနော်လည်း Breeder Fighter သုံးဝင်တော့ရအောင်မလားဘိတ်ဝါပြီးရောင်းရေး Item နဲ့ Emily Kulo နဲ့ Hijumi ကိုတော့ Lana Flame လိုက်ပြီးတော့ကိုင်းပေါက်တော့နော်ကျွန်တော်တို့ရပါမလားနောက်ဆုံးမှာတော့ UL အရန်များသွားပြီ Hijumi လည်းတည်တယ် Cloud Blessing တွေကြားမှာ Duman Zaman 4နဲ့အသက်ရှင်နေတော့မယ်ဟာ Reference Light တွေပါဟီးပေးထားတာရောင်းရေး Bucket တွေကိုလည်း show လိုက်အောင်အဲ့မှာ Nino အနေနဲ့တော့မပြတ်တဲ့ damage နဲ့တော့ထူထောင်းနေတယ်ဆိုပေမဲ့သူ့အနေနဲ့တော့တစ်ဖက်ကပြန်ပေးတဲ့ damage တွေကြားမှာတေဆုံးသွားရင်းနဲ့ပဲနောက်မှာ RF လေးကိုပါထပ်ပြီးတော့ Demon Kite stand ဖို့တော့ချောင်းနေနေပြီ Hiroki 3កောင်ပေးလိုက်တဲ့ AE မရတော့ဘူးဗျာ Harry Zaman 4 kin 3မဲ့ပြေးချိုးသွားရင်းနဲ့50 minute မှာတော့ game number 1 Rora Philippines စနေပြီးတော့နိုင်ပွဲလေးတစ်ပွဲနဲ့တော့ဥဆောင်ခဲ့ပြီပဲဖြစ်ပါတယ်